ရင်ရက်ကဖုန်းလေးတစ်လုံးတော့ကြော်ညာလေးဝင်နေဆိုလို့ကျွန်တော်ဒီမှာလာပြီးတော့အဲ့ဒါလေးကိုလုပ်ပြပေးထားပါတယ်ကြော်ညာဝင်နေတဲ့သူတွေလိုက်လို့ရအောင်เนาะအခုလိုနေလေးနဲ့ဖုန်းက3နေနဲ့ကိုကြော်ညာတွေကဝင်တာเนาะခဏဖြောက်လိုက်လေခဏပဲတောင်းနေတဲ့ကြော်ညာကပြန်တက်လာတယ်ဒါကဘာလဲဆိုလို့ရှိရင်အချို့ဒါ game တွေ download ဆွဲတယ်အချို့ line ပေါ်က software တွေ download ဆွဲတယ်အဲ့ဒီ software တွေဆွဲတာများတော့ auto bias တွေဝင်ပြီးတော့အဲ့ဒီ software တွေကြောင့်ကြော်ညာတွေ auto တက်လာတာဖြစ်ပါတယ်ကျွန်တော်ဟို setting ပိတ်လည်းမရဒီ setting ပိတ်လည်းမရဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော် Play Store ထဲဝင်ပြီးတော့ဒီ malware ဆိုတဲ့ကျွန်တော်တို့ software လေး download ဆွဲလိုက်တယ်เนาะ malware and virus remover ဆိုတဲ့ software လေးဖြစ်ပါတယ်ဒါလေး download ဆွဲလိုက်ပါတယ်ဒါ software လေးဒီ software နဲ့လုပ်နေဗီဒီယိုလေးကျွန်တော်အကောင့်ထဲမှာလည်းအရင်တော့တင်ပေးထားပါတယ်အဆင်ပြေတဲ့သူတွေလည်းတော့ပြေသွားကြပါပဲဒါလေးကအခုထပ်ကြုံလို့ထပ်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ညောင်းပေးခြင်းဖြစ်ပါတယ်ဒီ software လေးပြီးတော့ခဏစောင့်လိုက်ပါမယ်ကျွန်တော်ဒီ software လေးပြီးသွားလို့ရှိရင် open ကိုနှိပ်ပြီးတော့ဝင်လိုက်ပါကျွန်တော်ဒီမှာအကြမ်းပြင်းလေးပဲရိုက်ပြီးထားပါရနော်အားလုံးအဆင်ပြေအောင်ကျွန်တော်အောက်ကစာတန်းလေးကိုနှိပ်ပေးပါမယ် live version ဆိုတာလေးနှိပ်ပေးပါမယ်ဒီ software သုံးနေတော့ကြော်ညာဝင်နေရနော်ကြော်ညာလေးခဏစောက်ပေးပါမယ်ကြော်ညာတက်နေရပါတယ်ခင်ဗျကြော်ညာခဏစောက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ software အတိုင်းပြန်သွားမယ်နော်ဒီမှာကျွန်တော်နှိပ်ပြထားတဲ့အတိုင်းလေးပဲလိုက်ကြည့်ပြီးတော့လိုက်လို့ရပါတယ်ကဲဒါဆိုလို့ရှိရင် live version လေးကိုနှိပ်လိုက်မယ် next လေးကိုနှိပ်မယ်ဒီခလုတ်လေးကိုဖွင့်ပေးပါမယ်နောက်ပြန်ဆုပ်ပါမယ်နောက်ပြန်ဆုပ်ပြီးနောက်တစ်ခါ next လေးကိုထပ်နှိပ်မယ်နောက်တစ်ခလုတ်လေးတစ်ခုထပ်ဖွင့်မယ်နောက်ပြန်ဆုပ်ပါမယ်နောက်က next လေးနှိပ်မယ် allow နှိပ်ပေးပါမယ်အပေါ် quick scan ဆိုတာလေးနှိပ်ပေးလိုက်ပါဒါဆိုရင်သူကကိုဖုန်းနံပါတ်ရှိတဲ့ဘိုင်းရဲ့ဖြစ်နိုင်တဲ့ file တွေကိုအကုန် scan ဖတ်ပါတယ် scan ဖတ်ပြီးတော့သူကပြပေးပါတယ်ဒါလေးကို delete all ဆိုပြီးအကုန်ဖျက်လို့လည်းရတယ်အဲ့လိုအကုန်ဖျက်လို့မှမရရဲ့တစ်ခုချင်းစီပေးကအမိုက်ပုံလေးတွေနှိပ်ပြီးတော့ပေါ်လာတဲ့ဟာတွေအကုန်လုံးဖျက်ပေးလိုက်ပါဒါကကိုဖုန်းထဲမှာကြော်ညာတက်စီတဲ့ဘိုင်းရဲ့ပါတဲ့ software တွေဖြစ်ပါတယ်ပြီးရင် okay နှိပ်ပေးလိုက်ပါကျွန်တော်တေးကြအောင်နောက်တစ်ခါထပ်ပြီးတော့ scan ဖတ်လိုက်ပါမယ်တစ်ခါကြလို့ရှိရင်လက်ကျန်လေးကျန်နေတက်လို့ပါလုံးဝမရှိတော့ဘူးเนาะ00တွေဖြစ်ကုန် okay ဒါဆိုရင်ရပြီเนาะ yes or no ဆိုတာဒါဒီ software ရဲ့ recommend ပဲခံတာပေါ့เนาะကျွန်တော်ဘာမှမနှိပ်လေရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီဖုန်းထဲမှာကြော်ညာလုံးဝမတက်တော့ဘူးเนาะလုံးနေရလို့လွယ်လေးပါတောက်လေးလောက်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုလိုပဲကြော်ညာတက်တဲ့ဖုန်းတွေမှာဒီလိုနီးလေးနဲ့ကြော်ညာပြအောင်အမြန်ဆုံးလုပ်လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေ